glycation ဆိုတဲ့တကြားနဲ့အိုမင်းချင်းတကြားအလွန်ကျွံစားတဲ့အခါသွေးတွေကတကြားဓာတ်က collagen နဲ့ elastin အသားဓာတ်တွေနဲ့ပေါင်းဆက်သွားပြီး ages advanced glycation and products ဆိုတဲ့အဆိပ်အတောက်တွေဖြစ်လာပါတယ်ဒါကအရေပြားကိုကျွတ်ဆက်စေပြီးအရေးအကြောင်းဖြစ်စေတာပါ chronic inflammation နာတာရှည်ရောင်ရမ်းမှုအဆီများတဲ့အစားအစာနဲ့စိတ်ဖိစီးမှုကြောင့်ခန္ဓာကိုယ်ထဲမှာမီးလောင်နေတယ်လို့ဖြစ်နေတာပါဒါကို inflammation လို့ခေါ်ပါတယ် autophagy ဆိုတဲ့ဆဲအမိုက်သိမ်းခြင်းအစာကိုအချိန်ပိုင်းခြားနဲ့ဖျက်လိုက်တဲ့အခါintermittent fasting လို့ခေါ်တဲ့ခန္ဓာကိုယ်ကဆဲအဟောင်းတွေပျက်စီးနေတဲ့အစိတ်ပိုင်းတွေကိုပြန်လည်တန့်စင်ပြီးစွမ်းအင်ဖြစ်ပြောင်းလဲဖြစ်ပါတယ်ဒါက internal recycling စနစ်ပါ mitochondrial health ဆိုတာကကျွန်တော်တို့ဆဲတွေရဲ့စွမ်းအင်စက်ရုံလို့ခေါ်တဲ့ mitochondria တွေအားကောင်းဖို့လိုပါတယ်လေ့ကျင့်ခန်းလုပ်တာကဒီစက်ရုံတွေကိုအသစ်ပြန်ဖြစ်စေပါတယ်အိပ်စက်မှုပုံစံမမှန်ခြင်းည10နာရီကျော်ထိမအိပ်ဘဲနေခြင်းကခန္ဓာကိုယ်ရဲ့ growth hormone တွေထွက်ရှိမှုကိုဟန့်တားပြီးမျက်ကွင်းညိုခြင်းနဲ့အသားရည်ညှိုးနွမ်းခြင်းကိုဖြစ်စေပါတယ်စိတ်ဖိစီးမှုဆိုတဲ့ chronic stress ဟာစိတ်ဖိစီးမှုများတဲ့အခါထွက်လာတဲ့ခေါ်ထိုင်စောဆိုတဲ့ဟော်မုန်းကအရေပြားကိုပါလွှာစေပြီးအိုမင်းခြင်းကိုမြန်စေပါတယ်နုပြိုကျန်းမာစေသည့်နေထိုင်စားသောက်မှုတွေကတော့ antioxidant ကျွဲဝသောအစားအစာများစားလို့ပါပဲအဲ့ဓာတွေကလည်းခရမ်းကျင်သည့်ကော်ဖီထုတ်အစိမ်းရောင်ရှိသောအရွက်များနဲ့အသီးနှံတွေပဲဖြစ်တယ်သူတို့ကဆဲတွေမပြည့်စည်အောင်ကာကွယ်ပေးပါတယ်အချိန်ပိုင်းခြားနဲ့အစာဖြတ်ခြင်းကလည်းခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုဆဲအဆင့်ထိတန့်စင်ပေးတဲ့ autophagy ဆိုတဲ့လုပ်ငန်းစဉ်ကိုအားပေးလို့နုပြိုစေပါတယ်ဒါတွေကနုပြိုခြင်းရဲ့လျှို့ဝှက်ချက်တွေပါအပြင်ထွက်ရင်နေရောင်ခြည်ကိုလည်းသတိထားရပါမယ်UV ကအရေပြားကို80%လောက်အိုမင်းစေတာမို့ sunscreen တစ်ခုခုသုံးထားမှတော်ရကြမှာပါရေဓာတ်ဖြည့်တင်းခြင်းလည်းလုပ်ရပါမယ်အရေပြားဆက်တစ်ခုချင်းစီမှာရေဓာတ်ပြေဝနေမှသာအရေးအကြောင်းတွေကင်းစင်ပြီးတောက်ပနေမှာဖြစ်ပါတယ်အခုဆိုရင်ကိုယ့်ကိုယ်ဘယ်လိုထိမ့်သိမ့်ကာကွယ်မလဲဆိုတာသိလောက်ပြီးထင်ပါတယ်ခင်ဗျာ